မြတ်စွာဘုရားကကောလိယတိုင်းဟလိဒဝတ္တနာဆိုတဲ့ဏိဂုံးရွာကြီးမှာသတင်းသုံးနေတယ်ကောလိယတိုင်းကဟလိဒဝတ္တနာဟလိဒဝတ္တနာဆိုတာဟလိဒဆိုတာနွင်းကိုခေါ်တာပေါ့ဟလိတိတို့ဟလိဒနွင်းအောင်ဆိုးထားတဲ့အဝတ်ကိုဟလိဒဝတ္တနာနွင်းအောင်ဆိုးထားတဲ့အဝတ်အဲ့ဒါနဲ့အကြောင်းပြုပြီးတော့အဲ့ဒီဏိဂုံးရွာကြီးတီထောင်တဲ့အချိန်တုန်းကအဝါရောင်ကိုခပေးလို့ဟလိဒဝတ္တနာလို့ခေါ်တဲ့သဘောချင်းကောလိယတိုင်းမှာအဲ့ဒီဏိဂုံးရွာကြီးမှာမြတ်စွာဘုရားခိတ္တခဏရောက်ရှိပြီးတော့သတင်းသုံးနေတယ်အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာမြတ်စွာဘုရားစီလာရောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်နှစ်ဦးဟာဘုရားစီရောက်လာတယ်သူတို့ကဘာထူးခြားတာတော့ဆိုရင်သူတို့အမူအရာထူးခြားတယ်အဲ့ဒီကောလိယတိုင်းသားကောလိယတိုင်းမှာနေထိုင်တဲ့ကောလိယတိုင်းသားပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့သေနိယဆိုတဲ့ပုဂ္ဂိုလ်ပုံနာဆိုတဲ့ပုဂ္ဂိုလ်ကကောလိယတိုင်းသားဖြစ်ပြီးတော့သူ့ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်နွားအကျင့်ကိုရှုံကြည့်ပြီးတော့နွားလို့ထိုင်ခြင်းအပြင်သူဟာဒီကောင်းရသူဂတိဘုံရောက်လိမ့်မယ်နတ်ပြည်ရောက်လိမ့်မယ်ဒီအကျင့်နဲ့ခိုးကြီးတဲ့နတ်ဖြစ်နိုင်တယ်လို့သူယုံကြည်ချက်ရှိတယ်ကောင်းမယ်ထင်လို့ကျင့်တာပဲနွားလို့ကျင့်တာနဲ့ဒီအကျင့်ကြောင့်နတ်ရင်လည်းဖြစ်မယ်သို့မဟုတ်တကူကြီးတဲ့နတ်ကြီးနတ်မင်းကြီးရင်လည်းဖြစ်မယ်သို့မဟုတ်နတ်မင်းနဲ့နတ်တူလည်းဖြစ်နိုင်တယ်နတ်ပြည်ရောက်တယ်လို့ယုံကြည်ချက်နဲ့လုပ်တာပဲသူကသူနဲ့မိတ်ဆွေတယောက်ကတော့အစေလကဘာသာဝင်အဝပို့တဲ့ခိုင်ပေါ့ဝလိစလက်နေတဲ့ခိုင်ဒီနေ့ခေတ်မှာလည်းအဲ့ဒါတွေရှိတယ်နိကက်တယ်နော်အဝမို့တဲ့လူတွေရှိတယ်သူကအဲ့ဒီလိုပဲအဝမို့တဲ့ပုဂ္ဂိုလ်သူ့နာမည်ကတော့သေနိယလို့ခေါ်တယ်သူတို့ကမိတ်ဆွေနှစ်ဦးအကျင့်ကြတော့ဘာကျင့်တော့ဆိုရင်ခွေးအကျင့်ကိုစောင့်တည်ထားတာတသလုံးခွေးလို့နေမယ်ခွေးလို့စားမယ်ခွေးလို့သွားမယ်ခွေးလို့အိပ်မယ်ခွေးအမှုရာတွေအားလုံးကိုသူကလက်ခံကျင့်သုံးတာသူရွယ်ချက်ကလည်းပဲခွေးလို့ကျင့်လို့ပြည့်ပြည့်စုံစုံကျင့်နိုင်လို့ရှိရင်တကိုးကြီးတဲ့နတ်ကြီးဖြစ်နိုင်တယ်အဲ့လိုလွဲမှားစွာရှုံချမှုတွေနဲ့သူတို့ဟာကျင့်တာနှစ်ပေါင်းများစွာကျင့်လာမြတ်စွာဘုရားစီသူတို့တန်ငယ်ချင်းနှစ်ဦးဘုရားစီရောက်လာကြတယ်ရောက်လာတဲ့အခါမှာဒီနွားကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုတရုတ်တသိရှိခိုးပြီးတနေရာမှာထိုင်နေတယ်သူကတော့လူလိုနေတဲ့သဘောရှိတယ်အဲ့ဒီချိန်ဘုရားကိုရှိခိုးပြီးတော့တနေရာမှာထိုင်တယ်သို့တော့ဝလိစလက်နေတဲ့ခွေးလိုကျင့်တဲ့သေနိယကတော့သို့တော့မြတ်စွာဘုရားစီရောက်လာတဲ့အခါမှာရှင်ကြီးကြီးမြတ်စွာဘုရားကိုနှုတ်ဆက်စကားပြောတယ်အဲ့ဒီချိန်ဒီမှာတော့သူကခွေးလိုတော့မဟုတ်တော့ခွေးကစကားမှမပြောတတ်တာနော်အဲ့ဒီကျတော့ခွေးကျင့်ခဏထားပြီးတော့လူလိုနှုတ်ဆက်စကားပြောတယ်ပြောပြီးတဲ့အခါမှာစကားပြောပြီးတဲ့အခါမှာသူ့အမှုရာပြောင်းသွားတယ်လူလိုမနေတော့ဘူးဘုရားရှိခိုးခွေးလိုဝတ်နော်ခွေးပုံစံခွေးအမှုရာမျိုးနဲ့ရသော်ဘုရားရှိခိုးဒီလေးဘက်သွင်းပြီးတော့ဘုရားရှိခိုးဝတ်တယ်ခွေးဝတ်တယ်လို့ဝတ်တယ်အဲ့ဒီမှာနွားလို့ကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ဒါတပည့်တော်ရဲ့တန်ငယ်ချင်းဝလိစရိကျင့်တဲ့ခွေးကျင့်ကိုလိုက်နာကျင့်သုံးတဲ့သေနိယဖြစ်ပါတယ်သူဟာအဲ့ဒါမှ
လူတကမလုံးနိုင်တဲ့အကျင့်ကိုသူကျင့်နေတာဖြစ်တယ်အစာစားတဲ့အခါမှာမြေကြီးပေါ်ချကျွေးတာကိုပဲသူစားတယ်ခွေးလို့ပေါ့နော်မြေကြီးပေါ်ပုံကျွေးမှစားတယ်ခွေးကျင့်ကိုကျင့်နေတယ်သူဟာနှစ်ပေါင်းများစွာခွေးကျင့်ကိုစောင့်တည်ထားပြီးတော့ပြည့်ပြည့်ဝဝခွေးကျင့်ကိုကျင့်နေစေဖြစ်ပါတယ်တဲ့သူ့ရဲ့နောက်ဘဝမျောလင်းချက်ကဘာများဖြစ်နိုင်မလဲခွေးကျင့်ကိုတော့သူကယုံကြည်ချက်နဲ့အပြည့်အဝကျင့်နေသူဖြစ်တယ်နောက်ဘဝမှာသူဘာဖြစ်လာနိုင်တယ်လဲဖះကိုအဲ့ဒါပုံနာအစပြီးတော့မေးလိုက်တာပြီးတော့မြတ်စွာဘုရားကပုံနာဒီမေးခွန်းငါမမေးပါနဲ့မမေးပါနဲ့မင်းကတခါဘောပါဘူးဖះဆိုပြီးတော့ထပ်မေးပြန်တယ်မြတ်စွာဘုရားဒုတိယအကြိမ်နဲ့မင်းကမမေးပါနဲ့ဒီမေးခွန်းကိုမမေးပါနဲ့တတိယအကြိမ်တခါထပ်ပြီးတော့ရှောက်ပြန်တယ်အဲ့ဒီအချိန်မှာလဲသူကထပ်မေးပြန်တယ်သုံးချိန်တိုင်ဖះကမမေးပါနဲ့ဆိုတာထပ်မေးတော့မြတ်စွာဘုရားပါပြောတော့အေးပုံနာငါကဒီမေးခွန်းမမေးပါနဲ့လို့မင်းပြောရတဲ့နဲ့မင်းကမရပါကငါ့ကိုမေးတယ်အဲ့လိုဆိုရင်တော့ငါဖြေရတာပေါ့ကွာမင်းမေးတော့လည်းငါဖြေလဲရတာပေါ့လောကမှာတဲ့ကုက္ကုရဝတ္တဆိုရယ်ခွေးအချင်းကိုအပြည့်အဝစင်စမပြကျင့်သုံးမယ်ခွေးရဲ့အမှုအရာတွေကိုလိုက်နာကျင့်သုံးမယ်ခွေးစိတ်မွေးမယ်ခွေးလှုပ်တာမျိုးမှန်သမျှအကုန်လှုပ်တယ်ဆိုရင်နော်အဲ့ဒီကုက္ကုတဝတ္တိပတ္တဆိုရယ်ခွေးကျင့်တဲ့ပုဂ္ဂိုလ်ပြည့်ပြည့်စုံစုံသူအကယ်၍ကျင့်သွားလို့ရှိရင်တော့သေတဲ့အခါမှာခွေးဖြစ်မှာပဲသေရင်တော့ခွေးဖြစ်ဖို့ပဲရှိတယ်ခွေးပဲဖြစ်ပဲအကယ်၍သူစိတ်ထဲမှာခွေးလိုချစ်တာဟာနောက်ဘဝမှာတကူကြီးတဲ့နတ်မင်းတော်၎င်းနတ်သားတူတော်၎င်းဖြစ်မှာပဲနတ်ပြည်ရောက်မှာပဲလို့ဒီလိုယုံကြည်ချက်အမြင်ရှိတယ်ဆိုရင်အဲ့ဒါမှားနေတယ်အဲ့ဒီအမြင်မှားတဲ့အမြင်ဖြစ်နေတယ်မှားတဲ့အမြင်ရှိသူအတွက်လာရဂတိဟာနှမျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်ရွှေချက်မှားပြီးတော့လုံးနေတဲ့အလုပ်တွေမှန်သမျှငရဲကြရင်လည်းကြမယ်တိရစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်အဲ့ဒါမစ္ဆဒိဋ္ဌိဆိုတာမှားရတဲ့အမြင်တစ်ခုနဲ့လုံးနေတာအဲ့လုံးနေတဲ့အလုပ်တွေဟာတမန်အပြင်ဘာမှပြည့်မရှိဘူးလို့ထင်ကောင်းထင်နိုင်မယ်သို့တော့မှားရမှုအခြေခံထားလို့ရှိရင်တော့ငရဲဘုံရောက်ချင်နဲ့ရောက်သွားမယ်မရောက်ရင်တော့ပြိတ္တတိရစ္ဆာန်ဖြစ်မယ်တိရစ္ဆာန်ဘဝဆိုတာအညမညခါရိကဒုဗလခါရိကအချင်းချင်းပြန်လာစားနေတဲ့ဘဝဆိုအဲ့ဒါမှကာကွယ်မှုကဲမဲ့နေတဲ့ဘဝတစ်ခုလူတွေကလည်းနှိမ့်ဆက်တယ်အချင်းချင်းလည်းနှိမ့်ဆက်တယ်တိရစ္ဆာန်ဆိုတာလည်းမျိုးပေါင်းကအမတမများတယ်အဲ့ဒါကိုဒီမိစ္ဆာဒိဋ္ဌိမှားရတဲ့အမြင်ရှိနေပြီဆိုလို့ရှိရင်တော့လာရခတိဟာဒီနှမျိုးတွေကတစ်ခုခုပဲဖြစ်နိုင်တယ်နော်ပုံနာငါပြောလိုက်မယ်ခွေးကျင့်ကိုကျင့်မယ်ဆိုလို့ပြပြဝဝအောင်မြင်မြင်ကျင့်ရင်ခွေးဖြစ်မယ်မအောင်မြင်ဘူးဆိုငရဲကြမယ်သူကဘယ်ဟာမှမကောင်းနော်ခွေးလို့အောင်မြင်မြင်ခွေးလို့ကျင့်တယ်ဆိုတာအိတ်ထားခွေးလို့အိတ်တယ်နော်စားတော့လေခွေးလို့စားတယ်ကျင့်ကြီးကျင့်ငယ်ဆုံးတော့လေခွေးလို့ပဲသွားရင်လည်းလေးဘက်ထောက်သွားတယ်အလုံးခွေးရဲ့စတိုင်အပြည့်ဝယူထားတာဒီလိုဆိုလို့ရတယ်နော်ခွေးစတိုင်အပြည့်ဝယူရအဲ့ဒီတိုင်တတ်နိုင်တယ်များခွေးလို့နေခွေးလို့ကျင့်တယ်အဲ့လိုလေမြတ်စွာဘုရားကဖြေလိုက်ရောမေးတဲ့သူကနွားလို့ကျင့်တဲ့သူကမေးတာဘယ်သူအတွက်မေးတာတော့ဆိုခွေးလို့ကျင့်တဲ့သူတငယ်ချင်းအတွက်ပေးတာဟိုလူကနားထောင်နေတာအဲ့တော့မြတ်စွာဘုရားကခွေးလို့ကျင့်တာအပြည့်အဝကျင့်ရင်ခွေးဖြစ်မယ်အပြည့်အဝမဟုတ်ဘူးဆိုရင်ငရဲကြမယ်
ဘာကြောင့်ငရဲကြတာတော့ဆိုမှားရွံ့တဲ့အမြင်ရှိလို့ငရဲကြတယ်အဲ့လိုလည်းပြောလိုက်ရောခွေးလို့ကျင်တဲ့သိနိယဆိုတော့ဖះရှိမှငိုတော့တာပဲသူကမျက်ရည်ကြီးငယ်ပေါက်ပေါက်ကြာပြီးတော့ဖះရှိမှအတန်ထွက်ပြီးတော့ငိုတာအဲ့တော့မြတ်စွာဘုရားကပုံနာကိုပြောတယ်နွားလို့ကျင်တဲ့ကောင်ပြောတာမင်းကမမေးပါနဲ့လို့ပြောတာမရဘူးတဲ့ဒီမင်းကိုမမေးနဲ့လို့ငါပြောတာမရဘူးတဲ့အခုဟိုကောင်ငိုးနေပြီနော်ဟိုကောင်ငိုးနေပြီငါပြောတာမရဘူးအဲ့တော့သူကလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်ဟာဒီခွေးအကျင့်ကိုနှစ်ပေါင်းများစွာဆောက်တည်ပြီးတော့စနစ်တကျလိုက်နာကျင့်သုံးခဲ့တာဖြစ်ပါတယ်။ဩဒါလို့စနစ်တကျလိုက်နာကျင့်သုံးပြီးနှစ်ပေါင်းများစွာလှုပ်ထားတဲ့ဟာကအခုလိုဖြစ်ရမယ်ဆိုတော့တပည့်တော်ဝမ်းနဲ့လို့ငိုတာပါ။ရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူး။ဆိုပြီးတော့ तू ကနွားလို့ကျင့်တဲ့ပုံနာအတွက်ဘေးကုန်းမေးပြန်တယ်အရှင်ဘုရားဒါတပည့်တော်တန်ခဲ့ခြင်းပုံနာပါသူကနွားလို့ကျင့်တာနဲ့သူလည်းပဲနွားကျင့်ကိုနှစ်ပေါင်းများစွာစောင့်တည်ထားတယ်နွားလို့ကျင့်နေတာခုမှမဟုတ်နှစ်ပေါင်းများစွာကျင့်တာအဲ့တော့သူ့ရဲ့လာရဂတိရောဘာဖြစ်မလဲဆိုတော့မြတ်စွာဘုရားကသေနိယမင်းဒီမေကုန်းကိုထားလိုက်ငါ့ကိုမပေးနဲ့မဟုတ်ပါဘူးဗျာပေးပြရစေပါဒုတိယအချိန်မြတ်စွာဘုရားကမမေးပါနဲ့ဆိုပေးပြန်တတိယအချိန်ထိအောင်မြတ်စွာဘုရားတားမြစ်တော်လဲသူကဆက်ပြီးတော့မေးတယ်။နွားကျင့်ကိုပြီးဝကျင့်သူဘာဖြစ်မှာလဲဆိုတော့မြတ်စွာဘုရားကဲမင်းကိုငါမမေးပါနဲ့တို့အချိန်ချင်းတားရတဲ့နဲ့မင်းကမေးပြန်ပြီ။အဲ့တော့ငါပြောမှာပေါ့ကွာ။လောကမှာတဲ့သေနိယနွားကျင့်ကိုပြီးဆုံးဆုံးစင်ဆက်မပြတ်နော်နွားကျင့်ကိုကျင့်မယ်နွားရဲ့အလေးထားတွေလိုက်နှုတ်မယ်နွားစိတ်မွေးမယ်နွားရဲ့စတိုင်အပြည့်အဝရှုမယ်ဆိုလို့ရှိရင်သူကသေနွားပဲဖြစ်မှာသေနွားဖြစ်မှာလေအကယ်၍ဒီအကျင့်နဲ့အပြည့်ရောက်ပြီးတော့တကူကြီးတဲ့နတ်ဖြစ်တယ်လို့ယုံကြည်မဲ့ဆိုလို့ရှိရင်အဲ့ဒါမှားရွံ့တဲ့ယုံကြည်ချက်ဖြစ်နေတယ်အဲ့ဒီမှားရွံ့တဲ့ယုံကြည်ချက်ကိုလက်ခံကျင့်သုံးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာလာရဂတိနှမျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်တစ်မျိုးမျိုးပဲဖြစ်မယ်အေးတေနိယနှိကုံးချုပ်ပြောလိုက်မယ်နွားလို့ကျင့်တဲ့အကျင့်ကိုအောင်မြင်ကျင့်မယ်ဆိုလို့ရှိရင်ဒီလိုအနွားပဲဖြစ်မယ်အကယ်၍မအောင်မြင်မှုဆိုရင်ရဲကြမယ်အဲ့တော့ပုံနာဆိုတဲ့နွားလိုကျင့်တဲ့အကောင်ကလည်းငိုပြန်ရောနော်ငိုတော့မြတ်စွာဘုရားအသိနည်းအောင်ပြောတာမင်းလည်းငါပြောတာပဲမမေးပါနဲ့လို့ဆိုကောင်ငိုပြန်ပြီပေါ့ဆိုတော့ရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်နှစ်ပေါင်းများစွာနွားကျင့်ကိုကျင့်လာခဲ့တာအဲ့ဒါအတွက်ရှုကြုံမရလို့ငိုတာပါလို့ဆိုပြီးတော့သူကဘာလျှောက်တော့တပည့်တော်အရှင်ဘုရားပေါ်မှာယုံကြည်ပါတယ်တဲ့တပည့်တော်ကျင့်တဲ့နော်နွားကျင့်ကိုပယ်ဖြတ်နိုင်လောက်အောင်တပည့်တော်နွားကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီနွားကျင့်ကိုစွန့်လွတ်နိုင်အောင်ရှင်ဘုရားတပည့်တော်ကိုရှင်ပြနိုင်နိုင်မယ်လို့တပည့်တော်ယုံကြည်ပါတယ်တပည့်တော်ရဲ့တန်ငယ်ချင်းသေနိယဆိုပုဂ္ဂိုလ်လဲသူလဲခွေးကျင့်တာနှစ်ပေါင်းများစွာကြာလာပြီရှင်ဘုရားကရှင်းပြလို့ရှင်လေသူလဲခွေးကျင့်ကိုစွန့်ပယ်နိုင်နိုင်မယ်လို့ယုံကြည်ပါတယ်လို့သူတို့နှစ်ယောက်စလုံးဒီအကျင့်တွေကိုစွန့်လွတ်နိုင်လောက်အောင်မြတ်စွာဘုရားကိုယုံကြည်ပါတယ်တရားဟောပေးပါသူတို့မှားယွင်းကြောင်းကိုသိအောင်တရားဟောပေးပါဆိုမြတ်စွာဘုရားအဲ့ဒီပါနွားကျင့်နဲ့ခွေးကျင့်ရဲ့လာရဂတိကိုဟောပြီးပြီအဲ့ဒီချိန်မှာမြတ်စွာဘုရားကံလေးပါးကိုရှင်းပြလိုက်တာသူတို့နှစ်ယောက်ကိုကံလေးပါးပဲရှင်းပြတယ်တခြားတရားမဟုတ်ဘူးဘာလို့လဲဆိုရင်
သူတို့လိုက်တာကျင့်သုံးမှုနဲ့ပတ်သက်ပြီးနေ့စဉ်လုံနေတဲ့ကံတရားဟာဘယ်လိုအကျိုးပေးတယ်ဆိုတာကိုသိရှိနားလည်အောင်ဒါဗုဒ္ဓဟောကြားကံ၄ပါးဆိုတာတမန်ကံနေနဲ့ထူးခြားတဲ့ဒါကံ၄ပါးရသော်ပြသုံးတဲ့စကလုံးနဲ့ကြည့်ကံ၄ပါးဆိုတာတဲ့အမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးကိုပေးတဲ့ကံကတစ်ခုနော်ဆိုလိုတာကအလုပ်တစ်ခုဟာမကောင်းတဲ့အလုပ်ဖြစ်ပြီးမကောင်းတဲ့အကျိုးပေးတာစာလို့ပြောမယ်ဆိုရင်ကံဏဝိပါကကံဏဆိုတာမဲနဲ့တော့ကံဏဝိပါကမဲနဲ့တော့အကျိုးဆိုအထိပ္ပယ်ကမဲတာဒီအယောင်မဲလို့ပြောတာမဟုတ်ဘူးဘဝမှာဘယ်တော့မှမတောက်ပြောင်နဲ့မကောင်းမှုအကုသိုလ်အလုပ်ကိုကံကိုကဏလို့ခေါ်တယ်အမဲအမဲရောင်အကျိုးပေးတော့လည်းမကောင်းတဲ့ဆင်းရဲတဲ့အကျိုးပေးတာကိုကဏဝိပါကမကောင်းမှုလုပ်ပြီးတော့မကောင်းတဲ့အကျိုးရတယ်အဲ့ဒါကိုကဏဝိပါကအမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးပေးတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဆိုးရတဲ့ကံတရားသည်ဆိုးရတဲ့အကျိုးပေးတဲ့ကံတဘာဝကဆိုးရပြီးတော့အကျိုးပေးတော့လဲဆိုးရတယ်ဆိုကံနော်တဘာဝကဆိုးတဲ့အကျိုးလည်းပေးတယ်ကဏဝိပါကအဲ့ဒီကဏဆိုတဲ့အသုံးမျိုးဥပမာပဲဆိုတော့ဘုခေသုံးတာရှိတယ်လူတယောက်ကို blacklist မကောင်းတဲ့စာရင်းမကောင်းတဲ့စာရင်းနဲ့ပါတယ်ပေါ့ဆိုးရတဲ့စာရင်းအဲ့လိုဆိုလို့တယ်ဒီမှာလည်းပဲကဏဝိပါကဆိုတဘာဝကလည်းဒီအလုပ်ဟာဆိုးရတဲ့အကျိုးပေးတယ် blacklist အဲ့ဒါမျိုးပြောတာပဲမကောင်းတဲ့စာရင်းနာမည်ပြက်စာရင်းလို့ဆိုလို့တယ်ပေါ့နော်နာမည်ပြက်တဲ့စာရင်းအဲ့တော့မြတ်စွာဘုရားလည်းအဲ့လိုသုံးတာရှိတယ်ကံဝိပါကဒါနံပါတ်1နံပါတ်2ကျတော့သုတ်ကဝိပါကစကလုံးအရာပြောမယ်ဆိုသုတ်ကဆိုဖြူစင်တာသုတ်ကဝိပါကဖြူစင်တော့အကျိုးကာလကိုပြောတာမဟုတ်ဘူးလှုပ်တဲ့ကံတရားဟာကောင်းပြီးတော့အကျိုးကလည်းကောင်းတဲ့အကျိုးပေးတယ်ကံတရားကတဘာဝကလည်းကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဆိုလို့တယ်နောက်တတိယမျိုးစားပါတော့ဆိုရင်ကဏသုတ်ကဝိပါကံအဖြူမဲဆိုတဲ့အသုံးကိုသုံးထားတာအဲ့တော့ကောင်းတာမကောင်းတာကံတရားကလည်းတဘာဝအပြင်ကောင်းတာမကောင်းတာနှစ်ခုရောနေတယ်အကျိုးပေးတော့လည်းအကောင်းမကောင်းနှစ်ခုရောပြီးတော့အကျိုးပေးတဲ့ကံဒါတတိယမျိုးစားနောက်တစ်ခါနံပါတ်4ကျတော့အကဏအတုတ်ကံအကဏအတုတ်ကဝိပါကံကမေခယယတောတတိအဲ့တော့ဒီကံကျတော့အမဲမကောင်းတာလည်းမဟုတ်ဘူးကောင်းတာလည်းမဟုတ်ဘူးသွားစကလုံးတိုင်ပြောရဆိုရင်ဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးဖြူလည်းမဟုတ်ဘူးမဲတဲ့အကျိုးဖြူတဲ့အကျိုးလည်းပေးတာမဟုတ်ဆိုလိုတာကတဘာဝအဖြစ်အကောင်းလို့လည်းမဆိုနိုင်ဘူးအဆိုးလို့လည်းမဆိုနိုင်ဘူးအကျိုးပေးတာလည်းပဲအကောင်းလည်းမဟုတ်အဆိုးလည်းမဟုတ်တဲ့အကျိုးပေးပြီးတော့ကံအလုံးကိုဖယ်ရှားပြနိုင်တဲ့ကံတရားတဲ့အဲ့တော့ဒီလိုကံလေးမျိုးကိုမြတ်စွာဘုရားဟောတာတော့ရှင်းပြောရမယ်ဆိုလို့ရှိရင်ခါတိုင်းပြောနေကြအတိုင်းပြောမယ်ဆိုရင်ကုသိုလ်ကံအကုသိုလ်ကံနော်ကုသိုလ်အကုသိုလ်နှစ်ခုရောနေတဲ့ကံကံဆိုတာစေရနာပေါ့ကုသိုလ်စေရနာဖြစ်တဲ့အကုသိုလ်စေရနာဖြစ်တော့မဟုတ်လုံးရက်ဒီနေရာမှာတော့စေရနာကိုဆိုလို့တယ်နော်ကုသိုလ်စေရနာသည်အကုသိုလ်စေရနာသည်ဆိုးကျိုးပေးတယ်အဲ့ဒါကိုကဏဝိပါကကုသိုလ်စေရနာသည်ကောင်းကျိုးပေးတယ်သုတ်ကဝိပါကကုသိုလ်လုံးလိုက်အကုသိုလ်လုံးလိုက်ဆိုရင်ဒီနှစ်ခုရောနေလို့ရှင်ကုသိုလ်နဲ့အကုသိုလ်
ရှောထွေးနေတယ်ကုသိုလ်လုပ်အကုသိုလ်တစ်ဖက်ကကုသိုလ်လုပ်တယ်တစ်ဖက်ကအကုသိုလ်လုပ်တယ်ဆိုပါစို့တစ်ဖက်ကတရဝရီတတ်တယ်မုတ်ဆိုးလုပ်တယ်ဆိုပါစို့သားကောင်နေတတ်တယ်တတ်ပြီးတစ်ဖက်ကနေပြီးတော့အဲ့ဒီတတ်တာတဲ့အသားနဲ့ဆွန့်လှူတယ်ဆွန့်ကတ်တယ်ဆွန့်လောင်းတယ်အကောင်းတာရောမကောင်းတာရောလုပ်နေတယ်တော့ပေါ့နော်အဲ့လိုကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်အကျိုးပေးတော့လဲကုသိုလ်ကလည်းအကျိုးပေးမယ်အကုသိုလ်လည်းအကျိုးပေးမယ်အဲ့ဒါကိုအကဏ္ဍအတုတ်ကဏ္ဍတုတ်ကကဏ္ဍတုတ်ကဝိပါကတော့ပြောတယ်အဖြူမဲရောနေတယ်နောက်တတိယစရုထအမျိုးအစားကြတော့အမဲလည်းမဟုတ်ဘူးဖြူလည်းမဟုတ်ဘူးဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးဘာကြောင့်မဟုတ်ကုသိုလ်အကုသိုလ်မဟုတ်ဘူးဆိုတာကံဟုတ်ပါအောင်မလားလဲဆိုတော့ကံတော့ကံပဲကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးဒါပေမဲ့ကံအဲ့ဒီကံဒီကောင်းကျိုးလည်းမပေးဘူးဆိုးကျိုးလည်းမပေးဘူးကံတွေကိုဖျက်သိမ်းပစ်တယ်ဒီလိုကံတရား၄မျိုးကိုဟောတာအဲ့တော့ရှင်းရှင်းပြောလိုက်လို့ရှိရင်ပထမကအကုသိုလ်ကံဒုတိယကုသိုလ်ကံတတိယကုသိုလ်အကုသိုလ်ရောနေတဲ့ကံစတုထကြတော့မက်စိတ်နဲ့ရှင်တဲ့စေရနာမက်ကုသိုလ်ကံကိုပြောတာမက်ကုသိုလ်ကံသည်ကံတရားတွေကိုအလုံးဖြတ်သိမ့်ပြတယ်။ဘာကြောင့်ကံကိုဖြတ်သိမ့်တာတော့ဆိုကိလေသာကိုဖြတ်လိုက်တာကိလေသာကိုပယ်လိုက်သည့်အတွက်ကြောင့်ကံတရားတွေအကျိုးမပေးတော့အဲ့တော့ကံတရားကိုလည်းဖြတ်သိမ့်ပြတယ်ပေါ့ကမ္မခယကံကိုကုံသွားစေတယ်အကျိုးပေးတာမဟုတ်တော့မက်ကုသိုလ်ကဒါကြောင့်မလို့မက်ကုသိုလ်ဆိုတာတိဘဝပဲအကျိုးပေးတယ်နောက်ပရိသေဆိုတာမရှိဘူးဒါကြောင့်မို့အကျိုးမပေးဘူးလို့ပြောတာနော်ဘဝကိုဖြတ်သိမ့်ပြလိုက်တယ်ဖြတ်သိမ့်ပြလိုက်တော့သူကအဆိုးလည်းမဟုတ်ဘူးကောင်းလည်းမဟုတ်ဘူးသို့တော့ဘဝဆိုတာမရှိတော့တန်တရားဆိုတာမရှိတော့ဘူးလို့အဲ့လိုမြတ်စွာဘုရားဒီမှာကဏ္ဍတုတ်ကဆိုတဲ့စကားလုံးတွေကိုအသုံးချပြီးတော့ကံလေးမျိုးကိုဟောတယ်တဲ့ဒီပုံနာဆိုတဲ့ခွေလို့ကျင့်တဲ့နွားလို့ကျင့်တဲ့နော်ဒီလိုဟောတာဘာလို့ကျင့်တဲ့အကောင်ကောင်းတက်ပြီးတော့ဟောတာပေါ့လေသူတို့နှစ်ယောက်ကိုဟောလိုက်တာခွေးလို့ကျင့်တဲ့အကောင်နဲ့နွားလို့ကျင့်တဲ့အကောင်အဲ့ဒီမှာမြတ်စွာဘုရားကရှင်းပြတယ်ကဏ္ဍဝိပါကတဘာဝကိုကမကောင်းမဲနဲ့မကောင်းတဲ့အကျိုးပေးတယ်ဆိုပါလေလောကမှာတဲ့လူတယောက်ဟာဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့အကုသိုလ်မှုတွေအကုသိုလ်စေရနာတွေသူပြုလုပ်နေတယ်ရှင်ထဲမှာအကုသိုလ်စေရနာနဲ့အကောင်းတဲ့လုပ်တယ်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့အပြောမျိုးတွေကိုပြောတယ်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့စိတ်ကူးစိတ်တန်းတွေကိုစိတ်ကူးတယ်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲစေတဲ့ကာယကံဝစီကံမနောခံတွေကိုဖြစ်စေသောကြောင့်အဲ့ဒီကံရဲ့အစွမ်းကြောင့်သူဟာဆင်းရဲတဲ့ဘဝကိုရောက်ရတယ်ဆင်းရဲတဲ့ဘဝရောက်ပြီးတော့ဆင်းရဲတဲ့အတွေ့အကြုံတွေကိုသူတွေ့ကြုံရလိမ့်မယ်ဆင်းရဲတဲ့အတွေ့အကြုံတွေနဲ့တွေ့ကြုံရသည့်အတွက်ကြောင့်ဆင်းရဲတဲ့စိတ်ခံစားချက်တွေလုံးဝဒုက္ခသက်ဖြစ်တဲ့စိတ်ခံစားချက်တွေကိုသူခံစားရလိမ့်မယ်တဲ့ဥပမာပါတော့ဆိုရင်ငရဲသားတ attva တွေလိုပဲအဲ့တော့ငရဲချစေတတ်တဲ့ကံကိုပထမကံလို့ပြောတဲ့သဘောပဲဒါနော်ငရဲချစေနိုင်တဲ့အကုသိုလ်ကံတွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာကဏ္ဍဝိပါကကံလုပ်တယ်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့အလုပ်တွေကိုလုပ်နေတယ်ပေါ့ဒုက္ခဆိုရအကျိုးပေးမှာအဲ့တော့ငရဲသား attva တွေငရဲရောက်မဲ့ပုဂ္ဂိုလ်တွေဒါကိုလုပ်နေတာဖြစ်တယ်လောကမှာကိုလုပ်တဲ့ကံကြောင့်ဘဝမှာဘဝဆိုတာဖြစ်လာတာဖြစ်တယ်ဘုဒ္ဓပုဒ္ဒတဥပပတ္တိဘုဒ္ဓပုဒ္ဒတဥပပတ္တိတကယ်လုံးတဲ့အကုသိုလ်ကံလုပ်လို့ရှိရင်အကုသိုလ်ကံကြောင့်ဘုဒ္ဓတအကုသိုလ်အကျိုးတွေဖြစ်လာတယ်အဲ့တော့ကံကိုလုပ်တဲ့အတိုင်းပဲဖြစ်တယ်နော်ကိုလုပ်တဲ့မကောင်းမှုလုပ်ရင်မကောင်းတဲ့ယံကရောတိတေနဥပပစ္စတိတဲ့ကိုလုပ်တဲ့အတိုင်းအကျိုးပေးတယ်
ကိုကအကုသိုလ်တွေလုပ်လို့ရှိရင်ဆင်းရဲတဲ့အကျိုးပေးမှာပဲသူတို့ဆိုလို့လည်းပေါ့ဆင်းရဲတဲ့အကျိုးပေးတဲ့အကုသိုလ်ကံလုပ်လို့ရှိရင်ဆင်းရဲတဲ့အတွေ့အကြုံတွေသူခံစားရလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ဒါကအတိမင်းပြောချင်တာတော့ကမ္မထာယတာတတ္တာတရားတွေဟာကိုလို့တာကိုဝိခံရလိမ့်မယ်ကိုကတစ်ဖက်သားဒုက္ခရောက်အောင်လုပ်လိုက်လို့ရှိရင်အဲ့ဒီဒုက္ခကိုဝိခံရမှာကိုလို့တာကိုဝိခံရမယ်ဟောကိုလို့တဲ့လူရကိုပဲကိုရတယ်ကမ္မထာယတာကောင်းတာလုပ်ရင်ကောင်းတဲ့အမွေဆိုးတာလုပ်ရင်ဆိုးတဲ့အမွေဒါမှမဟုတ်တရားဆိုတာကမ္မထာယတာကံရဲ့အမွေကိုခံယူကြရတာဖြစ်တယ်အယုဆိုးကြည်တဏ္ဍာလဲကံရဲ့အမွေခံတာချောမောလှပတာလဲကံရဲ့အမွေခံချမ်းသာကြွယ်ဝတာလဲကံရဲ့အမွေပဲဆင်းရဲမွဲတေတာလဲကံရဲ့ပညာနဲတာလဲကံရဲ့အမွေပဲပညာထက်မြက်တာလဲကံရဲ့အသက်တိုးတာလဲကံရဲ့အမွေပဲအသက်ရှည်တာလဲကံရဲ့အမွေပဲကိုလှုပ်တာကိုရတယ်လို့ပြောတာဒါဗုဒ္ဓရဲ့ကမ္မဝါဒကိုလှုပ်တာကိုရတယ်ဒါပထမကံကိုရှင်းပြဒုတိယကံကြတော့ဆန့်ကျင်မဲ့ပဲဒုက္ခဝိပါကအဖြူရောင်အကျိုးဆိုတာတဘာဝအဖြစ်ကောင်းပြီးတော့ကောင်းကျိုးချမ်းသာကိုပေးတဲ့ကံမျိုးလောကမှာကာယကံဝစီကမနောကံကိုလိုသမျှကံတရားတွေဟာဒုက္ခဖြစ်စေတတ်တဲ့ကံမျိုးမဟုတ်ပဲနဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကာယကံဝစီကံမနောကံတွေကိုစိတ်ဆော်ပြီးတော့ပြုလုပ်တယ်တဲ့အဲ့ဒီလိုစိတ်ဆော်ပြုလုပ်တဲ့အတွက်ကြောင့်ချမ်းသာဒုက္ခရှိတဲ့ပုံမျိုးကိုသူဖြစ်ရတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအကျိုးပေးပြီးဆိုရင်ချမ်းသာဒုက္ခရှိတဲ့ပုံဥပမာမဲ့တဲ့နော်လုံးဝချမ်းသာတဲ့ဘုံမောဆိုတာသူပကိဏ္ဏပြမဘုံလို့ပဲသူပကိဏ္ဏပြမဘုံဆိုတာအမတမချောပေါ်လှပပြီးအယောင်ဝါရီတောက်ပနေတဲ့ပြမဘုံအဲ့ဒီလိုဆိုလိုတာဒါသူပကိဏ္ဏဘုံဆိုသမထကျင့်စဉ်ကျင့်ပြီးတော့ဆံရအောင်အားထုတ်တယ်ဒုတိယဆံတတိယဆံအဲ့ဒီအားထုတ်တဲ့ဆံကုသိုလ်တွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားပြောတာအဲ့ဒါကြတော့ကုသိုလ်တက်တက်ပဲအာဟုသောမပါဘူးအဲ့တော့အဲ့ဒီဘုံဘဝမှာသူ့ရဲ့အတွေ့အကြုံတွေကကောင်းတာတွေကြီးပဲတွေ့ကြုံမယ်နော်သူ့လောက်တာဘုဒ္ဓဗုဒ္ဓတဥပပတ္တိကိုလို့တဲ့ကံကြောင့်ကိုလို့တဲ့စစ်မှန်တဲ့အကျိုးတရားရတယ်ယံကရောတိတေနဥပပစ္စတိကိုလို့ထားကြောင့်ကိုရတာကိုဖြစ်တာပဲတဲ့ဒါကြောင့်မို့ကမ္မထာရတတ္တာကောင်းမွေဆိုးမွေဒီနေရာမှာကောင်းမွေတွေကိုသူခံရမယ်လို့မြတ်စွာဘုရားရှင်းပြတယ်နောက်တတိယမျိုးအစားနဲ့ပတ်သက်ပြီးတော့လောကအချို့ပုဂ္ဂိုလ်တွေဟာကုသိုလ်လုံးလိုက်အကုသိုလ်လုံးလိုက်ကာယကံမြောက်ကုသိုလ်တွေလည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ရှောထွေးပြီးတော့စကားပြောရင်လည်းကောင်းတဲ့စကားပြောလိုက်မကောင်းတဲ့စကားပြောလိုက်စိတ်ထဲကစိတ်ကူးရင်လည်းပဲမကောင်းတဲ့စိတ်ကူးတွေစိတ်ကူးလိုက်ကောင်းတဲ့စိတ်ကူးတွေဆိုတယ်ကောင်းတာမကောင်းတာနှစ်ခုရောထွေးပြီးတော့လုံနေတဲ့ပုဂ္ဂိုလ်တရားတဲ့အဲ့ဒီလိုလုံနေရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒုက္ခဒုက္ခရောထွေးနေတဲ့လောကမှာဖြစ်ပါလိမ့်မယ်ဖြစ်ရမယ်အဲ့ကျရင်ဒုက္ခဒုက္ခအတွေ့အကြုံနှမျိုးစလုံးတွေ့ကြုံလိမ့်မယ်ဒုက္ခနဲ့လည်းတွေ့မယ်ဒုက္ခနဲ့လည်းတွေ့မယ်ဒုက္ခနဲ့တွေ့ရင်စိတ်ခံစားချက်တွေကလည်းဒုက္ခဆိုတာဖြစ်မယ်ဒုက္ခဆိုတာလည်းတွေ့ကြုံဝေါကိဏဒုက္ခချမ်းသာဆင်းရဲရောထွေးနေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်တယ်ဥပမာဘသူတွေနဲ့တူတော့ဆိုလူသားတွေလူပြေကလူတွေချမ်းသာကြီးမရနိုင်ဘူးနော်ဒုက္ခတက်လဲဒုက္ခတက်လဲကိုလုခဲ့တဲ့ကံကချမ်းသာဒုက္ခနဲ့ဆင်းရဲဒုက္ခရောထွေးနေတာဒါကြောင့်လူဘဝရောက်လာရင်နေကောင်းတဲ့အခါရှိတယ်နေမကောင်းတဲ့အခါရှိတယ်ဒုက္ခရောက်တဲ့အခါရှိတယ်ပျော်ရွှင်ရတဲ့အခါရှိနော်အဲ့လိုချမ်းသာဆင်းရဲအမျိုးစုံကြုံတွေ့နေရတယ်လူဘဝမှာမြတ်စွာဘုရားတော့မလွတ်ဘူးလူဘဝမှာအေးစစ်စစ်မရှိဘူးနော်မကောင်းတာနဲ့လည်းတွေ့တာပဲကောင်းတာနဲ့လည်းတွေ့တာမျိုးစုံတွေ့တယ်ရှမ်းသူနဲ့လည်းတွေ့တယ်မိတ်ဆွေနဲ့လည်းတွေ့တယ်
ပြောစရာကောင်းတဲ့အခါရှိတယ်လို့စိတ်ညစ်စရာကောင်းတဲ့အခါလည်းရှိဟောအဲ့ဒါပါတော့ကိုလုတ်ခဲ့တာကိုကကောင်းတာရောမကောင်းတာရောရောထွေးပြီးတော့လုတ်ခဲ့တာတဲ့ပြီးတော့တချို့နတ်တွေကလည်းတကယ်ချမ်းသာမဟုတ်ခုနသူဝကိဏဆိုတဲ့ပြမကြတော့လုံးဝစိတ်ညစ်တာမရှိဘူးသူတို့ကြတော့နတ်တွေကြတော့လည်းပဲစိတ်ညစ်ရသေးတယ်ဟာလေနတ်ကြတော့စိတ်ညစ်လို့သေတဲ့နတ်ရှိတယ်အဲ့ဒါမနောပရောတိကနတ်လို့ခေါ်တယ်စိတ်ဆိုးပြီးတော့သေတဲ့နတ်ရှိတယ်ခိတ္တပရောတိကနတ်ဆိုတာအပြောကျူးပြီးတော့သေတဲ့နတ်ရှိတယ်နတ်ကလည်းချက်လက်စီများတယ်နတ်တို့ကသူ့ရဲ့အချမ်းရအနေနဲ့စထားစီးပြီးဥယျာဉ်ထွက်လာလို့ရှင်အဲ့ဒါကိုမြင်တဲ့တခြားနတ်ကဒီကောင်ကကြွဆောင်နေဆိုပြီးတော့မနာလို့ဖြစ်လာမနာလို့ဖြစ်တာအဲ့ဒီရှေ့သွားတဲ့နတ်ကိုနောက်ကလိုက်တဲ့နတ်ကမနာလို့ဖြစ်တော့ရှေ့သွားတဲ့နတ်ကလှည့်ကြည့်လိုက်တဲ့ကမနာလို့တဲ့မျက်နှာရိပ်တွေတွေ့ရတယ်တွေ့တော့ငါကုသိုလ်နဲ့ကာရတာမင်းကဘာဆိုင်လို့လဲငါ့ကိုဘာလို့မနာလို့ဖြစ်ရတယ်သူကလည်းပြန်ပြီးတော့စိတ်ဆိုးတယ်သူကစိတ်ဆိုးဟောစိတ်ဆိုးပို့ပြီးတော့ဒေါသတွေမထိန်နိုင်တဲ့အခါမှာအဲ့ဒေါသမိလောင်ပြီးနှစ်ယောက်စလုံးသေသွားကြအဲ့ဒါမနောပရောတိကနတ်လို့ခေါ်တယ်စိတ်ဆိုးတာနဲ့သေတယ်နတ်ကလူတွေအဲ့လိုသေလို့ရှိရင်တယောက်မှတောင်းရှိမှာနော်စိတ်ဆိုးတာနဲ့သေတယ်သူကဘာလို့သေတော့ဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကအမတမနုညံ့တယ်ဒေါသမိလောင်လိုက်ရင်ဘာနဲ့တူတော့ဆိုမှုကလေးမိလောင်လိုက်တဲ့ဖျောင်းလေးလို့ပြောတာမိပူလိုက်တာနဲ့အေးပြောသွားတာဒီအပူကိုမခံနိုင်ဘူးဒေါသမိပူလူတွေကတော့ပူလူတွေလည်းပူတာပဲလေလူတွေကြတော့လေသေတယ်လို့တော့ရှိမှာပေါ့ဟာတက်ဖြစ်ပြီးတော့သေတယ်လို့တော့ရှိတာသိပြင်းထန်လာလို့ရှိရင်လူတွေကြည့်ပါလားဒေါသမိကလောင်းလာလို့ရှိရင်မျက်နှာကြီးကိုရဲလာနှာခမ်းတွေကဆက်တကူလုံးတုံဆက်တွေဖြစ်အတန်းတောင်ပြီးအောင်မထွက်နိုင်တော့အဲ့ဒါလူတွေထိကြိုက်တာပဲလေသို့သောလူရဲ့ခန္ဓာကိုယ်ကယုတ်ကြမ်းသည့်အတွက်ကြောင့်အတော်အသင့်အပူခံနိုင်တယ်ပေါ့မသေးဘူး။ဒါကြတော့အဲ့လိုမရဘူးအသက်ပါသွားရှုခန္ဓာအဲ့ဒါကြောင့်မို့ဒုက္ခဒုက္ခလျှော့ပြီးတော့တချို့နဲ့တည်းတဲ့နောက်တချို့ဝိနိပါတိကဆိုဝိပါတိကပြိတ္တာတွေတချို့ပြိတ္တာတွေရတယ်ပဲဒုက္ခတက်လဲတကွာတချို့ပြိတ္တာတွေဆိုရင်နေခံညဆံညခံနေဆံဆိုရှိတယ်နေခါမှာတော့ဘုံမိဘနဲ့နေတယ်ညရောက်လာတဲ့အခါကျတော့ငရဲခံကြပြန်တယ်အဲ့လိုနေခံညဆံဆိုတာရှိဒုက္ခဒုက္ခရောလောက်လာတယ်အဲ့ဒါကတတိယအမျိုးအစားလို့ဆိုလို့တယ်အဲ့တော့အကဏအတုကဆိုရယ်သုထအမျိုးအစားကြတော့အဖြူလည်းမဟုတ်မဲလည်းမဟုတ်သုံးမဟုတ်အကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်ကောင်းကျိုးပေးမှအကောင်းခေါ်တာကောင်းဆိုးလည်းမဟုတ်ကောင်းကျိုးလည်းမပေးဆိုးကျိုးလည်းမပေးကောင်းကျိုးဆိုးကျိုးမရှိပဲနဲ့ကံတရားကိုပဲ့ဖြစ်တဲ့ကံတရားသူလည်းကံပဲအဲ့ဒီကံကဘယ်လိုကံတော့ဆိုအကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာနော်အကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာအကုသိုလ်ကိုပယ်နိုင်တဲ့မနဲ့ရှင်တဲ့စေရနာအဲ့ဒီစေရနာမျိုးကိုအကဏအတုကဝိပါကအဖြူလည်းမဟုတ်မဲလည်းမဟုတ်ကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်လှုပ်ထားတဲ့ကံတွေကုသိုလ်ကိုလည်းဖယ်တယ်အကုသိုလ်လည်းဖယ်တယ်ကုသိုလ်နဲ့အကုသိုလ်ဆိုတာအကုသိုလ်ကိုဖယ်လိုက်လို့ရှိရင်ကုသိုလ်ဆိုတာလည်းမဖြစ်တော့ဘူးသူကဘာဖြစ်လို့တော့ဆိုလို့ရှိရင်အလင်းနဲ့အမှောင်လိုပဲလေအမှောင်ဖယ်လိုက်ရင်အလင်းရောက်တယ်အလင်းဖယ်လိုက်ရင်အမှောင်ရောက်တယ်အဲ့တော့အမှောင်မရှိတော့ဘူးဆိုလို့ရှိရင်အဲ့တော့အလင်းကြီးလည်းပြောလို့မရတော့နှစ်ခုရှိလို့သာခေါ်နေတာဟုတ်တခုတည်းဖြစ်နေတဲ့ကုသကံဟာဖယ်ရှားကြမရှိဘူးအလင်းရောင်တစ်ခုကဖယ်ရှားကြမရှိဘူးအမောင်လေးမရှိဘူးဆိုတဲ့အခါကျတော့နေ့အခါကြည့်လိုက်ပေါ့နေ့မှာအပြင်မှာဆိုရင်မှောင်တာလည်းမရှိဘူးအလင်းလို့လည်းပြောလို့မရတော့
ညကြတော့မဟုတ်ဘူးမိငိမ့်သွားရင်မှောင်တယ်နော်လင်းနဲ့မှောင်နဲ့ညမှကြတော့လင်းနဲ့မှောင်ရှိတယ်နေ့ကြတော့နေဘူးဟောမှာဆိုရင်မှောင်တာမရှိတော့အဲ့လိုဆိုလို့အဲ့ကုသိုလ်နဲ့အကုသိုလ်ကလည်းအဲ့တိုင်းအကုသိုလ်ရှိနေလို့ကုသိုလ်ရှိရတာအကုသိုလ်မရှိတော့ဘူးဆိုရင်ကုသိုလ်ရှိကြမလို့တော့ညဆိုလို့တယ်အလုံးအဲ့ဒီနှစ်ခုစလုံးရှက်နာသွားတယ်တန်တရားမှာအကျိုးပေးเสียမရှိတော့ဘူးမကုသိုလ်ဖြစ်လာလို့ရှိရင်ကိလေသာတွေကုန်သွားပြီအဲ့ဒီကိလေသာကုန်သွားစေတဲ့မစေရနာဟာအကန္နအတုကဖြူလည်းမဟုတ်ပဲလည်းမဟုတ်အကောင်းလည်းမဟုတ်ဆိုးလည်းမဟုတ်အကန္နအတုကဝိပါကဖြူတဲ့အကျိုးလည်းမဟုတ်မဲတဲ့အကျိုးလည်းမကောင်းတဲ့အကျိုးလည်းမဟုတ်ဆိုးတဲ့အကျိုးလည်းမဟုတ်ဘူးကမ္မခရာယတံဝတ္တိကံကိုပါပဲဖြစ်ပြလိုက်တာကံကိုပဲဖြစ်ပြလိုက်တော့ကံအကျိုးပေးเสียနေရလည်းမရှိတော့ဘဝလည်းမရှိတော့ဘဝရှိမှအကျိုးပေးမှာတော့ဘာမှမရှိတော့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအဲ့ဒါကံကိုပဲတတ်တဲ့ကံတရားဆိုတာမက်စေရနာမက်စိတ်မှာရှင်းတဲ့စေရနာကိုဆိုလိုတယ်အရဟတမက်စိတ်မှာရှင်းတဲ့စေရနာသည်ကံအလုံးကိုဖယ်ပလိုက်တယ်နော်သောတပတိမက်နဲ့ရှင်းတဲ့မက်စေရနာသည်အပေပုံကြတဲ့ကံတွေကိုဖယ်လိုက်တယ်နောက်တဂရဂမိမဲ့အနာဂမိမဲ့နဲ့ရှင်တဲ့စေရနာသည်အနာဂမိမဲ့နဲ့ရှင်တဲ့စေရနာသည်ကာမဘုံမှာအကျိုးပေးတဲ့ကံတွေဖယ်လိုက်တယ်အရဟတမဲ့နဲ့ရှင်တဲ့စေရနာသည်ဘယ်ဘုံမှာအကျိုးပေးစရာမရှိတော့လို့ကံတရားအလုံးကိုဖယ်လိုက်ပြီးသားဖြစ်သွားတယ်အဲ့တော့ဘုံရှိနေခြင်းသည်ကံရှိနေခြင်းကြောင့်ဘဝရှိနေခြင်းသည်ကံရှိနေခြင်းကြောင့်ကံရှိနေခြင်းသည်ကိလေသာရှိနေခြင်းကြောင့်မက်စိတ်ကကိလေသာကိုဖယ်လိုက်လို့ရှင်ကံအကျိုးပေးလို့မရကံကျိုးပေးလို့မရလို့ရှိရင်ကံကျိုးပေးရဘုံဆိုလည်းမရှိတော့အဲ့ဒါကိုအကန္နအတုက္ခအကန္နအတုက္ခဝိပါကလို့ဒီနေရာမှာမြတ်စွာဘုရားကံ၄မျိုးခွဲခြားပြီးတော့ဟောတာဒါကတန်တရားဝကလွတ်တဲ့တတိယကံမျိုးကတန်တရားဝကလို့အဲ့တော့တတိယကံကဘယ်လိုကံလုံးလို့မေးလို့ရှိရင်ဝိပဿနာတရားအထုတ်လို့ရလာတဲ့မဲ့အဲ့ဒီမဲ့နဲ့ရှင်တဲ့စေရနာကိုဆိုလိုတယ်နော်အဲ့ဒီလိုဆိုလိုတယ်ဝိပဿနာတရားအထုတ်မှရလာဝိပဿနာတရားအထုတ်တဲ့အချိန်မှာဝိပဿနာဉာဏ်နဲ့ရှင်တဲ့ကံကကုသကံနော်ကုသကံသူကအကျိုးပေးတယ်အဲ့တော့ဝိပဿနာကိုအကြောင်းပြုပြီးတော့ပေါ်လာတဲ့မဲ့နဲ့ရှင်တဲ့စေရနာကြတော့အကျိုးမပေးတော့ကိရိတာတွေကုန်သွားတယ်ဒီလိုအဓိပ္ပာယ်ပြောဆိုလိုတယ်ပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားကဒီဘဝတစ်ခုကလွတ်မြောက်ဖို့ဆိုတာအခုလိုဖြူလည်းမဟုတ်ဘယ်လည်းမဟုတ်နော်တဘာဝတရားကိုပဲ့ဖြတ်တဲ့မက်စေရနာဆိုတဲ့သုထကံမျိုးရမှသာလျှင်လုံးဝဖြူစင်တယ်ခုနကနွားလို့ကျင့်နေခွေးလို့ကျင့်နေလို့ရှင်ဒါအမဲပဲဆိုးပဲတွေ့မယ်မကောင်းတဲ့လူရကမကောင်းတဲ့အကျိုးပဲပေးမှာပဲဆိုတာကိုမြတ်စွာဘုရားနားလေသဘောပေါက်အောင်ဟောလိုက်တာအဲ့ဒီကနေလွတ်ချင်လို့ရှိရင်မင်းတို့ဒီအကုသိုလ်လည်းမဟုတ်ဘူးကုသိုလ်လည်းမဟုတ်ဘူးနော်ကုသိုလ်ကအကုသိုလ်ကနှမျိုးပဲဖြစ်နိုင်တယ်မက်စေရနာဆိုတဲ့မက်ဆိုတဲ့ကုသိုလ်မျိုးရအောင်ကြိုးစားအထောက်အမဲလို့ဒီလိုအတိပေးလိုက်တဲ့အခါကျတော့ပုံနာဆိုတဲ့နွားလို့ကျင့်တဲ့ကောင်သဘောပေါက်သွားပြီသူကပဲရှောက်ရှင်ဗျာရှင်းပါတယ်ဗျာကောင်းလိုက်တာရှင်ဗျာရှင်းပြတာတပည့်တော်သဘောပေါက်နားလည်သွားပြီဖုံးထားတဲ့အရာကိုဖွင့်ပြလိုက်တယ်လို့လမ်းမနေတဲ့ပုဂ္ဂိုလ်ဒီလမ်းကသွားဆိုပြီးတော့ညွှန်ပြလိုက်တယ်လို့အမောင်ထဲမှာမီးထွန်းပြလိုက်တယ်လို့ရှင်းလင်းသွားပါပြီတဲ့ဒါကြောင့်ဒီနေ့ကနေစပြီးတော့သူဥပဒကလို့မှတ်တော်မူပါဘုရားတရားသံဃာယရဏသုံးအောင်စိကလို့ဥပဒကအဖြစ်မှတ်ပါလို့သူကလူဥပဒကအဖြစ်နွားကျင့်တဲ့ကောင်ကနွားကျင့်ကိုစွန့်လွတ်ပြီးတော့သူကသဘောပေါက်သွားတယ်နွားကျင့်ကိုစွန့်လွတ်ပြီးတော့တာမန်ဥပဒကတရားအဖြစ်ခံယူလိုက်တယ်အဲ့ဒီမှာဝိလစ်စလစ်နဲ့လာတဲ့သေနိယဆိုတဲ့ခွေးလို့ကျင့်တဲ့အကောင်ကတော့မြတ်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားမှန်ပါတယ်ရှင်ဘုရားပြောတဲ့အတိုင်းရှင်းပါတယ်ဒါကြောင့်တပည့်တော်ရှင်ဘုရားဖရာတရားသံဃာယရဏသုံးပါးကိုစိကပ်ပါတယ်
အဲ့ဒါလျှောက်ပြီးတော့သူကဥပဒကလို့မလျှောက်တော့ဘူးနဲ့ဘုရားတရားတန်ခါကိုတပည့်တော်ယုံကြည်ကိုးကွယ်ပါတယ်ဒါကြောင့်တပည့်တော်ဟာမြတ်စွာဘုရားရဲ့အထံမှာရှင်ပြုခွင့်ယဟန်ပြုခွင့်ရချင်ပါတယ်နော်ပပိစ္ဆာဆိုတာ initiation ရှေးဥစွာပပိစ္ဆာဆိုရှင်သာမဏေနောက်ပြီးတော့ဥပတံပရတိုးမြင့်ပြီးတော့ကျင့်တဲ့ယဟန်ဘုံကအဲ့ဒါမျိုးကိုရပါရစေပါလို့ဆိုမြတ်စွာဘုရားပါပြောတော့တေနိယတဲ့မင်းဟာဘာသာချာမှာအကျင့်နေတဲ့သူလည်းယဟန်တစ်ပါးပဲပေါ့အစိတ်လားဆိုအကျင့်နေတဲ့ပုဂ္ဂိုလ်တူဖြစ်နေအဲ့ဒီလိုဘာသာချာဖြစ်ပြီးတော့ဘာသာချာအနေထားနဲ့ဒီသာသနာမှာဝင်ပြီးတော့ယဟန်ခံခြင်းနဲ့ဆိုရင်ချက်ချင်းယဟန်ခံလို့မရဘူးတဲ့4 လမင်းလိုက်တာကျင့်သုံးမှုပြရမယ်4 လကျင့်သုံးရမယ်4 လဆိုင်းငံ့ရမယ်သူ့ကိုစောင့်ကြည့်မယ်4 လကျင့်ခိုင်းမယ်ဒါတွေလုပ်ဆိုပြီးတော့သူ့ကို4 လ training ပေးဦးမယ်နော်4 လ training ပေးပြီးတော့မှ4 လကုန်တဲ့အခါမှာယဟန်တွေကစိတ်တိုင်းကြပြီဆိုတော့မှယဟန်ကပေးမယ်ယဟန်ဖြစ်ဖို့ရစိတ်တိုင်းကြပြီဆိုမှဒါပေမဲ့လို့တဲ့ဒီကိစ္စမှာပုဂ္ဂိုလ်တုံးနဲ့တူအရေးချင်းမတူဘူးဆိုတာတော့ငါနားလဲတယ်တရားသိဥပဒေမဟုတ်ဘူးမြတ်စွာဘုရားဆိုလိုတာကမင်းဟာစိတ်တက်ဘလောက်ထက်သန်တယ်လဲထက်သန်မှုမရှိဘူးလားဆိုတာအဲ့ဒီပုဂ္ဂိုလ်တုံးနဲ့တူမတူတာကိုငါထည့်သွင်းပြီးစဉ်းစားတယ်အဲ့တော့စိတ်တက်တာထက်သန်နေတဲ့ပုဂ္ဂိုလ်ကြတော့4 လဆိုင်စရာမလိုဘူးစိတ်တက်မထက်သန်တဲ့ပုဂ္ဂိုလ်4 လဆိုင်ရမယ်သူကစောင့်ကြည့်မယ်အဲ့တော့ဗမာပြည်မှာဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒီဘာသာကြားနဲ့တော့မဆိုင်ဘူးပေါ့နော်ဗမာပြည်မှာဘုန်းကြီးဝတ်ချင်အခုဝတ်ချင်တဲ့ဆိုအခုဝတ်လို့ရတယ်ဘုန်းကြီးဝတ်တဲ့ပုဂ္ဂိုလ်လူလာပြီးတော့ရှောက်ရင်အခုပဲတုံးတော်ရဟန်ခံလို့ရကိုရီးယားတို့ဘာလို့မဟာယာနတွေကြတော့အဲ့လိုဝတ်ချင်တယ်ဝတ်လို့မရဘူးသူတို့ဘုန်းကြီးဝတ်ချင်တယ်ကိုရီးယားဘုန်းကြီးဝတ်တဲ့ဆိုရင်ကိုရင်ဘဝနဲ့4 နှစ် training ယူရတယ်သူ4 နှစ်နော်4 နှစ်ပြည့်ပြီဆိုမှသူ့ကိုရဟန်ခံပေးတာချက်ချင်းရဟန်ခံမပေးဘူးသူတို့မဟာယာနဂိုင်းနေကြထေရဝါဒဂိုင်းကတော့လာခဲ့ okay ကောင်းရိပ်ချက်ချင်းဝတ်ပေးလိုက်တယ်ဒါထေရဝါဒဂိုင်းမဟာယာနဂိုင်းကြတော့လာ4 နှစ်သင်တတ်4 နှစ်ပြည့်လို့ရှိရင်သူက training ယူတဲ့ထဲမှာဘာတွေပါတော့ဆိုရင်စီကံချက်တစ်ခုကပါတော့ဆိုရင်ယဟန်တွေ့ရင်ချက်ချင်းကတော့ပြုတ်လာမပြုတ်လားအဲ့ဒါအဆောင်ကြည့်တယ်ကတော့ပြုတ်မှအဲ့ဒီကိုတော့ကလက်မထိုးမှသူကရဖြစ်တာလို့ဆိုမဖြစ်ဘူးယဟန်တစ်ပါးလာနေတယ်ဒါနေတာဟောကတော့မပြုတ်ပဲနဲ့ထိုင်ရမထားပဲနဲ့နေတယ်ဆိုရင်သူလက်မထိုးမပေးဘူးအမှတ်မရအောင်အဲ့ကြရင်သူရမဖြစ်ဘူးအဲ့လိုလည်းရှိတယ်နော်သူစီကြတော့တင်းကျပ်တဲ့စီမြင့်နေရှိတယ်အမျိုးသမီးတယောက်ဟာဘိက္ခုနီဝတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲတာမဏေရီဘဝနဲ့လာချင့်4 နှစ်ချင့်ချန်တင်ဒီသူတို့ရဲ့တုတ်တန်တွေကိုရှော့ရမယ်ဖျားရှိခိုးရမယ်ဒီစီကံချက်တွေအကုန်လိုက်နာရတယ်နေရထိုင်တာသွားတာလာရစာတွေအကုန်4 နှစ် training ပြီးမှဘိက္ခုနီဖြစ်ခွင့်ရှိတယ်ကိုရီးယားသွားတော့တိခဲ့တယ်သူတို့ပြောပြနော်တမန်တယ်အဲ့တော့သူတို့အင်ကြီးဝတ်ထားတို့ဘာတို့ကတော့ရဟန်းနဲ့တူတယ်သို့တော့အင်ကြီးလက်မှာအနီရောင်ပတ်ထားအဲ့ဒီအနီရောင်ပတ်ထားရင်ဒါကိုရင် trainee ရဟန်းမဟုတ်သေးဘူးရဟန်းဖြစ်ပြီဆိုလို့ရှိရင်သူကအမှတ်ရှိသေးတယ်သူတို့မှာ ordination ရှိတယ်ကိုရင်ဘဝမှာဆိုလို့ရှိရင်အခုခေတ်တော့ဖျားမိပူဇော်နဲ့အမွှေးတိုင်နဲ့လောက်တာဖျားမိပူဇော်တဲ့အမွှေးတိုင်နဲ့မိထွန်းထားတဲ့အမွှေးတိုင်နဲ့ခေါင်းကိုအဲ့ဒါထိုးလိုက်တဲ့အခါကျတော့ share ဆိုပြီးတော့အဲ့နာလေးအနေရုပ်ကလေးဖြစ်သွားမိဘူးနဲ့ကတ်လိုက်တယ်အဲ့ဒါတပေါက်ဝင်တပေါက်ရမ်းဖြစ်လို့ရှိရင်တစ်ခါတပေါက်နောက်တစ်ခါဘောဓိတတ္တ ordination ဆိုဖျားလောင်းဖြစ်တစ်ခါခံယူတာကြတော့တပေါက်3 ပေါက်ရှိတယ်သူတို့ကောင်းပါနှစ်ဖူးထက်တာ
နော်မိဘူးနဲ့ထိုးကားဟိုရှေးတုန်းကတော့ကြက်ပြားဝိုင်းကြီးနဲ့ကတ်တာဆိုတော့အနေရွကြီး3ခုရှိတယ်မိုးကုတ်မှာတခါငယ်တော့တွေ့ဦးတယ်တရုတ်ဖုန်းကြီးတပါးကူထဲမှာနေတာတကောင်းလုံးကြက်ပြားဝိုင်းနေဘာလို့လို့ဆိုတော့ဝါတော့ဝါရရင်တခါကတ်တာတဲ့ခေါင်းတော်ရိတ်လို့ဖက်သွားအမရွတ်တည်နဲ့ပြည့်တာတကယ်မြင်ခဲ့ဘူးလားအဲ့ဒါနော်အခုကတော့ဒီကိုရီးယားဘိက္ခုနေတွေတို့မဟာယာနဘိက္ခုနေတွေတရုတ်ပြည်လာတာတို့ဗီယက်နမ်တို့ကလာတာတို့ကြတော့အဲ့ခုနအမွှေးတိုင်လေးနဲ့တင်ကောင်းထိုးတာအဲ့ခသေးသေးလေးပဲဒါပေမဲ့ကြည့်လိုက်မြင်ရတယ်3ပေါက်အဲ့ဒါဆိုရင်တော့ဘိက္ခုနီဘဝပြည့်စုံအဲ့တော့အမျိုးမျိုးပဲယုံကြည်ချက်တွေကအဲ့တော့သူ့ကိုမြတ်စွာဘုရားကစိတ်အားထက်သန်တာကိုချိပြီးတော့သူ့ကိုချက်ချင်းခွင့်ပေးလိုက်တယ်ရဟန်းဖြစ်ခွင့်ချက်ချင်းပေးလိုက်တယ်မြတ်စွာအဲ့သူကရဟန်းဖြစ်သွားတယ်အစိလတေနိယကချက်ချင်းရဟန်းဖြစ်သွားပြီးတော့သူဟာမြတ်စွာဘုရားစီကကမ္မထံသင်ယူပြီးတော့တပါးတဲ့စိတ်ညစ်ရတော့မမေ့မလျော့ချိုးချိုးဆားဆားနဲ့နိဗ္ဗာန်ကိုဥတည်ပြီးတော့ကမ္မထံကိုကြိုးကြိုးစားစားအားထုတ်လိုက်တာသိမကြခင်ယန္နာဖြစ်သွားပါတယ်တဲ့ဒါသိနေရတော့ယန္နာဖြစ်သွားတယ်ပုံနာကတော့ယန္နာမဖြစ်ဘူးလူဥပဒကအနေနဲ့ဖျားကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဲဖြစ်တယ်ဒါကကုက္ကုတဝတိကသုတ်တံမှာလာတဲ့တရားစကားတွေပဲဖြစ်တယ်အဲ့တော့ဒီသုတ်တံမှာလွဲမှားတဲ့အကျင့်ဒီအကျင့်တွေကိုကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်လုံးနေကြတာအဓိကကတော့မြတ်စွာဘုရားဟောတယ်လို့ပဲကိုယ်လုံးတဲ့အလုပ်ဒီနော်ဒုက္ခကိုဖြစ်စေတတ်တဲ့အလုပ်ဒုက္ခကိုဖြစ်စေတတ်တဲ့အလုပ်ဒုက္ခနှမျိုးလုံးရောထွေးနေတဲ့အလုပ်ဒုက္ခလည်းမဖြစ်ဒုက္ခလည်းမဖြစ်တန်တရားဝကလွတ်စေတတ်တဲ့အလုပ်လို့အဲ့ဒီကတရား၄မျိုးကိုပိုင်ပိုင်ခြားခြားသိပြီးတော့ထို့တွေဟာဘယ်အလုပ်မျိုးကိုတန်တရားဝကလွတ်ပဲဆိုရင်ဘယ်အစင်းမျိုးဘယ်ကမျိုးလောက်ရမယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးတော့လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း